မြန်မာနိုင်ငံသားမတ်နန်တယောက်ကားတိုက်ပြီးတော့ပွဲချင်းပြီးဆုံးသွားတဲ့ဆိုတဲ့သတင်းဒီသတင်းကတော့တရက်နေ့ညတော့ကဖြစ်သွားတာရှင်မတ်နန်နဲ့မတ်နန်တငယ်ချင်းတို့အဖွဲ့ကတောက်စားနေကြတဲ့ချိန်မှာပေါ့နော်တူတူထိုင်တောက်စားနေတဲ့ချိန်မှာတောက်စရာကောင်းသွားလို့မတ်နန်ကသွားဝဲတယ်သွားဝဲတာဟိုဘက်လန်ကိုကူးတာလို့ပြောတယ်ရှင်ဟိုဘက်လန်ကိုကူးတဲ့ချိန်မှာပေါ့နော်ဒီကားကမတ်နန်ကိုဝင်တိုက်သွားတာရှင်ဒီကားသမားကလည်းမြန်မာနိုင်ငံသားပဲလို့ပြောတယ်ရှင်မတ်နန်ရဲ့အသက်က40နဲ့တနှစ်ဒီကားသမားကတော့အသက်30ကျော်လို့ပြောတယ်သူကသူ့ရဲ့မိသားစုကိုဒီဖျားဖူးဖို့ရှင်တော့အလဲပုတ်ပေးမလို့ဆိုလို့ပြီးတော့သူကဒီဘန်ကောက်ကိုသွားဖို့လို့လာရလို့ပြောတယ်ရှင်အဲ့ဒီအချိန်မှာမတ်နန်ကလည်းဟိုဘက်ကိုကားလန်ကူးတဲ့အချိန်မှာပေါ့နော်သူကဟိုဘက်မှာသွားဝဲမယ်တောက်စားထားတဲ့ဆိုတော့မတ်နန်ကလည်းမူးနေတာဖြစ်မယ်ရှင်ဒါကြောင့်ပေါ့နော်ကားကိုလည်းသူတတိထားမမိပဲနဲ့အဲ့လိုမျိုးဖြစ်သွားတယ်ပေါ့ရှင်နော်ဒီကားသမားပြတာကတော့သူအမှားမဟုတ်ဘူးလို့ပြောတယ်ရှင်ဒီမတ်နန်ကိုလည်းသူမမြင်ဘူးပေါ့နော်သူကကားကအဲ့လိုမျိုးမောလာတဲ့အချိန်မှာမတ်နန်ကိုလည်းမမြင်ရဘူးလို့ပြောတယ်ရှင်မတ်နန်တငယ်ချင်းတွေပြတာကတော့ကားသမားမှားတယ်လို့ပြောတယ်ရှင်သူတို့တွေပြဿနာတွေဖြစ်ကြတယ်ရှင်ဘယ်လိုလဲဆိုတော့ကားသမားကလည်းသူတို့ကားကိုအချိန်ပြင်းမောင်းလာတယ်ပေါ့ရှင်နော်မတ်နန်တငယ်ချင်းတွေပြောတာကတော့အဲ့လိုပြောတယ်ရှင်မတ်နန်ဆိုပြီးတော့နော်မယ်ကထွက်သွားတော့လေတတဲ့တက်လာတဲ့ချက်ချင်းမှာပေါ့နော်မိုးကတော့လေမတ်နန်ဆိုတာဟိုမမနန်လာပေါ့နော်ကိုကအဲ့လိုမျိုးဖြစ်သွားတယ်ရှင်နော်တကယ်တော့မမနန်အဲ့ဒီမမနန်မဟုတ်ဘူးရှင်နော်ဒါပေမဲ့သူ့ရဲ့တည်ထဲမှာကလည်းအဲ့ဒီတက်ပေါင်မပြထားဘူးပေါ့ရှင်နော်ဘယ်သူဘယ်ဝါလဲဆိုတာပေါင်မပြထားဘူးသူ့ရဲ့တည်ထဲမှာနော်မယ်ကတော့မတ်နန်လို့ပဲပြောတယ်အသက်က40လို့ပြောတယ်ရှင်မိုးထင်းတာဟိုမမနန်လာပေါ့ရှင်နော်မဟုတ်ဘူးရှင်နော်ဟိုမမနန်မဟုတ်ဘူးရှင်တခြားမတ်နန်ပေါ့ရှင်နော်အခုတော့အဲ့ဒီမတ်နန်ကိုဒီဖြစ်တာကတော့အဲ့ဒီချချင်းဆောင်မှာဖြစ်သွားရလို့ပြောတော့ရှင်အဲ့ဒီချချင်းဆောင်ဆေးရုံကိုမတ်နန်ရဲ့အလုံးကိုပို့ထားတဲ့ဒီကားသမားကတော့ရဲလေကထပ်မံစစ်ဆေးဖို့အရေးယူဖို့အတွက်ဒီချချင်းဆောင်မှာရှိတဲ့ပလက်ရုံခေါ်သွားတယ်လို့ပြောတယ်ရှင်ဒါကြောင့်ကျမတို့မြန်မာနိုင်ငံသားလေးပေါ့နော်အထူး view စိုက်ပါလို့ပြောချင်တယ်အခုပြီးမိန်မှာပေါ့နော်ပြီးမိန်မှာပေါ့နော်အခုမြန်မာနိုင်ငံသားလေးကြီးပဲသေဆုံးနေတာတွေ့ရတယ်ရှင်အထူးပဲ view စိုက်ကြပါလို့ပြောချင်တယ်ရှင်